She from Molmiai Township. She is the princess from the physics major of Molmiai University and she prepared for Miss Universe Molmiai 2026. မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ပံ့ပိုးမှုနဲ့မော်လမြိုင်ရဲ့ပထမဆုံး Miss Mon National Day တရဖူကိုဘသူဆောင်မလဲမော်လမြိုင်မြို့မှာပထမဆုံးအကြိမ်ဖြစ်ခန်းခန်းနာနာကျင်းပတော့မယ်89ကြိမ်မြောက်မွန်အမျိုးသားနေ့ Miss Mon National Day 2026အလှမယ်ပြိုင်ပွဲဟာအခုဆိုရင်အရှိန်အဟုန်နဲ့စတင်နေပြီဖြစ်ပါတယ်မငဲရအောင်မဲလွန်ချမ်းဒီမိုကူဝန်နကောင်းမိကြပါထောင်းလိုက်နုကောจะတော့quan cao từng đen nữ thanh để xa lạch cao người tàu ra có sọt caoကူဝန်နဲ့ရင်အောင်တန်းကုန်နဲ့ဒီကနေ့မှာတော့ပြိုင်ပွဲဝင်အလှမယ်နေဆိုင်ဦးကိုသူတို့ရဲ့အမီပါဝင်တဲ့ဆလွယ်တွေကိုတရဝင်ပေးအပ်ခဲ့ပြီးမွန်အမျိုးသားနေ့အကျိုးကာလမှာ Fashion Show တစ်ခုကိုလည်း Royal Hinta Hotel မှာကျင်းပခဲ့ပါတယ်ဒီ fashion ပြိုင်ပွဲမှာထူးခြားချက်ကတော့ပြိုင်ပွဲဝင်အလှမယ်နေဆိုင်စလုံးဟာမွန်ရိုးရာဝတ်စုံတပီအယောင်အနီရောင်ကိုပဲစံဖြူဝတ်ဆင်ပြီးမွန်အမျိုးသမီးတို့ရဲ့ချက်စရည်ကိုဖော်ဆောင်ခဲ့ကြတာပါမော်လမြိုင်မြို့ရဲ့ပထမဆုံး Miss Mon National Day Crown တရဖူကိုဘသူကသိမ့်ပိုက်သွားမလဲဆိုတာဟာဒေသခံတွေကြားမှာတည်မကပဲကပြည်နယ်လုံးအတိုင်းအတာနဲ့ပါရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်နေပါတယ်ဒီနှစ်89ကြိမ်မြောက်မော်လမြိုင်မွန်အမျိုးသားနေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ဖို့အတွက်မွန်ပြည်နယ်အစိုးရအဖွဲ့ကလည်းအခိုင်အမာပံ့ပိုးကူညီထားပါတယ်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်တိုင်းကငွေကျပ်350အမတီလူတန်းခဲ့သလိုစီးပွားရေးဝန်ကြီးနိုင်လီဓမ္မက9သိန်းလူမှုရေးဝန်ကြီး9သိန်းနယ်လုံဝန်ကြီး2သိန်းတယံဇာရဝန်ကြီး2သိန်းတိုင်းရင်းသားဝန်ကြီး3သိန်းနဲ့ပြည်နယ်တရားသူကြီးချုပ်3သိန်းစသဖြင့်အစိုးရအဖွဲ့ဝင်တွေကစုစုပေါင်းငွေကျပ်66သိန်းကိုအသီးသီးပါဝင်လှူဒန်းခဲ့ကြပါလေMiss Universe Myanmar 2026 မိจำปาโทပြိုင်ပွဲဝင်မဲ့အလှမယ်တွေအထက်လည်းစီးကမ်းချက်တွေတတ်မှတ်ထားပါတယ်အသက်18နှစ်အထက်အရက်အမြင့်9ပေတည်းမနေရသလိုမွန်စကားကိုလည်းထိုက်တင်တဲ့လောက်ပြောဆိုတတ်ရမှာဖြစ်ပါတယ်ပြိုင်ပွဲဝင်တွေအတွက်လိုအပ်တဲ့ဝတ်စုံတွေကိုတော့စပွန်ဆာအလူရှင်တွေကပံ့ပိုးပေးစွမ်းမှာဖြစ်တယ်လို့သိရပါတယ်လာမည့်2026ခုနှစ်ဖေဖော်ဝါရီလတရက်တပိုတွဲလက်ကြည့်တနင်္ဂနွေနေ့မှာမော်လမြိုင်မြို့တမိန်ပရန်ကွင်းမွန်ဖီနယ်လွတ်တော်ဘေးမှာကျင်းပမယ်အလှမယ်ပြိုင်ပွဲကိုပြုလုပ်သွားမှာဖြစ်ပြီးဖေဖော်ဝါရီလ2ရက်နေ့မှာမွန်အမျိုးသားနေ့အလံလေးပြုပွဲအခမ်းအနားကိုတက်ရောက်ကြဟုလည်းဖိတ်ကြားထားပါတယ်